အားလုံးပဲမင်္ဂလာပါကျွန်တော်တော့လာမင်းပါကျွန်တော်ပဲပေါ့နော်ဒီ vlog လေးကတော့ကျွန်တော်ရွာမှာရှိတဲ့တဘာဝအလှလေးတွေတွားကြည့်မှာဖြစ်ပါတယ်အားလုံးပဲတူတူလိုက်ကြည့်ကြရအောင်ဗျမနက်ကကျွန်တော်တို့မိုးရွာထားတယ်ဆိုတော့အခုညနေပိုင်းအရန်ကြည်တောက်ပြီးတော့အရန်လှတယ်ပေါ့နော်ကောင်းကင်ကတော်တော်ပြူးလာပါတယ်ဟိုကကျွန်တော်ရိုက်လိုက်တဲ့အချိန်မှာမိုးကလည်းနည်းနည်းကျနေပေါ့နော်မိုးနည်းနည်းလေးနဲ့ကျနေအနောက်မှာတော့မိုးရွာနေပေါ့နော်ဒါကတော့ကျွန်တော်လေရဲ့အလှပေါ့နော်ကျွန်တော်တခုတတိထားမိတာဒီရွာမှာပေါ့နော်ကျွန်တော်ရွာမှာနွားတွေကိုသူတို့ကိုယ်တိုင်မကြောက်ဘူးပေါ့နော်ဒီတိုင်းလွတ်ထားလိုက်ရဗျာလေထဲမှာနွားတွေကသူ့အချိန်တန်ပြီဆိုဒီတိုင်းအတန်းလိုက်ပြန်လာတယ်ပေါ့နော်ပြီးဆိုရင်သူ့အိမ်မှာရောက်ပြီဆိုရင်သူ့အဖွဲနဲ့သူခွဲပြီးတော့အိမ်မှာပြန်ဝင်သွားကြရပါတော့အဲ့တစ်ချက်အရန်မိုက်တယ်ဗျကဲကျွန်တော်နဲ့တူတူတဘာဝအလှတရားတွေတူတူလိုက်ကြည့်ကြပါဦးခင်ဗျာကျော်တာဖေကအောက်က view ပေါ့နော်ဖေကပုံမှာဆိုပို့ပြီးတော့လှတယ်ဗျဖေကပုံမှာဆိုပို့ပြီးမိုက်တယ်ဒါဖေကအောက်က view တော့အလောက်လှနေပြီပေါ့နော်တငယ်ချင်းတို့လည်းဒီလိုသွားရတာကိုကြိုက်လာဗျ comment မှာတစ်ချက်လောက်မှန်ခဲ့ပြီပါနောက်ဗီဒီယိုမှာအပေါ်ကဖေနဲ့ပတ်သက်ပြီး view လှလေးတွေဖေအကြောင်းတွေဒီဖေကဘာကြောင့်ကိုကြီးရလဲနာမည်ကြီးတာလဲဆိုတဲ့အကြောင်းလေးတွေသိရဖို့ရောအကောက်လေးကို like and subscribe လေးလုပ်ဖို့မေ့သွားကြတယ်နော်တငယ်ချင်းတို့အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့စိတ်ချမ်းသာကြမယ်လို့ထင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးပဲ bye bye